အားလုံးပဲမင်္ဂလာပါခင်ဗျာဝေယံ knowledge share မှာကြိုဆိုလိုက်ပါတယ်ယခုချိန်မှာငွေကြေးလိမ်လည်မှုတွေကအရန်ကိုများနေပါတယ်အဲကြောင့်ငွေလိမ်မခံရအောင်ဘယ်လိုစင်ကြင်ရမယ်ဆိုတာကိုဒီဗီဒီယိုလေးထဲမှာပြောပြပေးသွားမှာဖြစ်ပါတယ်ကိုပိုင်ဆိုင်တဲ့နံပါတ်တွေကိုအထူးဂရုစိုက်ပါ social media platform ပေါ်မှာ user တွေအတွက်အထူးသတိပြုစင်ကြင်မိဖို့ပါအသက်10နှစ်လောက်ရောက်တဲ့အခါနိုင်ငံသားဖြစ်ကြောင်းသက်သေခံအမှတ်ကိုပိုင်ဆိုင်ရပါတယ်နောက်တော့ပညာရေးအဆင့်အတန်းတွေကျော်လွန်လာတာနဲ့အမျှမှတ်သားထားရမယ်ကိုပိုင်အမှတ်တွေပိုတိုးလာပါတယ်။ကျောင်းဝင်ခွင့်အမှတ်ခုံနံပါတ်စတာတွေဟာသူ့နေရာနဲ့သူအလွန်အရေးကြီးတဲ့နံပါတ်တွေပါ။ဒီလိုနဲ့အရွယ်ရောက်လာလေဖုံဆိုင်ကယ်ကအိမ်ချမ်းမြေစတဲ့ပိုင်ဆိုင်မှုလေးတွေမှာကိန်းဂဏန်းတွေတွေ့ပါလာတတ်ကြပါတယ်။ဒီကိုပိုင်ကိန်းဂဏန်းလေးတွေကိုတက်နိုင်သမျှ social media platform ပေါ်မှာအများသူငါမြင်သာတဲ့နေရာစီမရောက်အောင်ဂရုစိုက်ရပါမယ်။စီးပွားရေးလုပ်ငန်းသုံးကိစ္စကလွဲလို့အများသူငါသိအောင်မဖော်ပြရပါဘူးအထူးသဖြင့် online shop မှာဈေးဝယ်တဲ့အခါမိမိရဲ့ဖုန်းနံပါတ်နဲ့လိပ်စာကို comment box မှာမရေးသင့်ပါဘူးကိုယ့်ရဲ့နာမည်နေရာလိပ်စာဖုန်းနံပါတ်တွေကိုအသုံးချပြီးပုံမှားရိုက်တတ်ကြပါတယ်ငွေကြေးလိမ်လည်မှုတွေကိုလည်းခံရနိုင်ပါတယ်ဒါအပြင်ကိုယ့်ရဲ့ပိုင်ဆိုင်မှုအမှတ်အသားအိမ်အမှတ်ခြံအမှတ်ကားနံပါတ်ဆိုင်ငယ်နံပါတ်ဖုန်းနံပါတ်နိုင်ငံသားအမှတ်နဲ့မွေးနေ့အပြည့်စုံကို social media platform ပေါ်မှာမတင်မိပါစေနဲ့လူလိမ်လူညာမတမာသူတွေအတွက်သားကောင်းဖြစ်သွားနိုင်ပါတယ်ဒီထက်မှကတင်ကိုယ်တိုင်နဲ့တင့်မိသားစုအသက်အန္တရာယ်ထိချိန်ချောက်လာနိုင်ပါတယ်တာယာပျော်ရွှင်သောနေ့ရက်တွေကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ